ဆိုရင်ကျမတို့အရှိမဒီပြီးသွားပြီအဲ့တော့စီကီစမယ်ပေါ့နော်အဲ့တော့စီကီပဲကြံတယ်စီကီပြီးလို့ရှိရင်နောက်ဆုံး on door ရကြံတယ်စီကီမှာဆိုလို့ရှိရင်ကြတော့အရှိမပြောခဲ့တဲ့ကျမတို့ခင်မီရဲ့သူပစ္စည်းတွေရှိခဲ့တယ်ပေါ့နော်အဲ့평리 하무준의 제품네 အဲ့တော့생활속에서 우리에게 평리 하무준의 제품에는 무엇이 있습니까? ဆိုပြီးပြောတယ်အဲ့တော့ကျမတို့နေ့စဉ်ဘဝမှာအသုံးပြုတဲ့အခါမှာတတောက်တတဖြစ်စီတယ်ပေါ့နော်ဘဝကိုပို့ပြအဆင်ပြေစေတဲ့ပစ္စည်းတွေဘာတွေရှိလဲ그 제품이 나오기 전과 후에 우리 생활을 어떻게 다릅니까? အဲ့တော့မပေါ်လာခင်နဲ့ပေါ်လာပြီးတဲ့နောက်မှာဘယ်လိုမျိုးပြောင်းသွားလဲဆိုပြီးပြောထားတယ်။အဲ့တော့ဒါမျိုးဆိုလို့ရှိရင်အခုခေတ်မှာဆိုတကယ်အများကြီးပဲပေါ့နော်ပေါ်လာလျှက်စစ်ပစ္စည်းတွေတခြားပစ္စည်းအများကြီးပေါ်လာတယ်။အဲ့မှာဆိုလို့ရှိရင် तू က example ပေးထားတယ်ခြေဖုံးနာအိုခီသောနာဝန်ဟုဆိုပြီးပြောထားတယ်။အဲ့တော့ပစ္စည်းရဲ့ပြီးရင်မပေါ်ခင်ပေါ်ပြီးဆိုပြီးပြောထားတယ်ပေါ့နော်။အဲ့တော့ तू ပေးထားတဲ့ example ပေးထားတဲ့ပစ္စည်းကကျတော့세탁기အဝိရှော်စက်အဝိရှော်စက်မှာဆိုလို့ရှိရင်နာအိုခီသောမှာဘယ်လိုအချက်တွေဘာတွေလုပ်ခဲ့ရလဲဖတ်ကြည့်အောင်시간이 오래 걸리고 많은 양념물이 필요했다. 체인 자이 뭐 자비 에전와 자이가 들어와 되게 체인 많이 공해. နဲ့အချိန်အများကြီးကြာတယ်ပြီးရင် ရေလည်းအများကြီးကုန်ခဲ့ရတယ်။ဒါကြီးလိုအပ်ခဲ့တယ်လိုအပ်ခဲ့တယ်ဆိုပြီးပြောတယ်အဲ့တော့ကျမတို့အဝိရှော်ကိုယ်တိုင်ရှော်ရတဲ့ခါမှာဒီပေါ့နော်အဝိရှော်စက်မရှိတဲ့ခါကျအချိန်အရန်ကြာတယ်ပြီးလို့ရှိရင်ရေအများကြီးကုန်တယ်လို့ပြောတယ်တရားတစ်ချက်ကရော 오늘은 직접 빨래를 하니까 허리와 어깨가 아파서 너무 힘들었어요. 렌네 고라인 쇼와라 기대돼 칸에 리브콩리 나라를 나비로 양 비방해래. နေအဲ့တော့လက်နဲ့ကိုယ်တိုင်ရှော်ရတဲ့အတွက်ကြောင့်မလို့ခါပခုံးနေနာပြီးတော့အရင်ပြင်မှန်တယ်လို့ပြောတယ်ဒါကြတော့ဒီစိတ်ထက်ကီပေါ့နော်အဝိရှော်စမပေါ်ခင်အချိန်မှာဖြစ်ခဲ့တဲ့အခြေအနေပြီးလို့ရှိရင်ပေါ်လာပြီးတဲ့နောက်မှာဘယ်လိုဖြစ်တယ်လဲဖတ်ကြည့်အောင်ပါလဲတဲ့နေအဲ့တော့ပါလဲတဲ့စိတ်ထက်ကီရဲ့ထိုလီကိုအဲ့တော့ကျမတို့အဝိရှော်စလှဲ့တယ်လို့ပြောရတယ်အဲ့တော့စိတ်ထက်ကီရဲ့ထိုလီဒါဆိုပြီးတွဲပြီးတောင်းတယ်နော်ပါလဲအဝိရှော်ရှော်မဲ့အဝိတွေကိုဒီအဝိရှော်စက်ထဲမှာထည့်ပြီးလှဲ့တဲ့အချိန်မှာတားတဲ့နေတဲ့ high sweet ဆိုတခြားအလုပ်တွေလုပ်လို့ရတဲ့အတွက်ကြောင့်ဒီကနေချော်ရခိုက်ဆွေးတာချော်ရခါတာဆိုတာကကြတော့ချွေတာတာကိုပြောတာအဲ့တော့ပတ်စံချွေတာတဲ့အချိန်ချွေတာရဲဆိုချော်ရခါတာလို့သုံးလို့ရတယ်အချိန်ချွေတာလို့ရတယ်ဆိုပြီးပြောတယ်ဒါကြတော့သူဆက်ထက်ကီရဲ့မပေါ်ခင်ပြီးပေါ်ပြီးအခြေအနေနှစ်ခုနှိုင်းရှင်ပြီးပြောထားပါတော့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ဘာချေဖုန်းကိုပြောလို့ရအောင်မလဲ 휴대폰 휴대폰အဲ့တော့ 휴대폰 나오기 전에는 어땠어요? 연락할 때 너무 힘들어요. 그리고 네, 편지로 보내서 쉽게 그리고 빠르게 연락할 수 없었다. 없었어. 네. 없었다. 소비별로 하면 알아서 그 휴대폰 나온 후에는 어떻게 변했어요? 빠르게 연락할 수 있습니다. 연락할 수 있다. ဘောနော်တော့ကြတော့ဒီမှာကြတော့ဟက်တာနေပြောထား있다ဆိုပြီးပြောလို့ရှိရင်ရတယ်အဲ့တော့သူကနံပါတ်2မှာကျတော့ခုနကပြောထားအချက်တွေကိုစာပိုင်းနဲ့ပြင်ရင်ပြင်ရပြီ과학 기술의 발전으로 우리의 생활에 어떤 변화가 있었습니까? 과학 기술ခုနကသိပ္ပံနည်းပညာတွေရဲ့တိုးတက်မှုတွေကြောင့်မို့လို့ကျမတို့ရဲ့ဒီနေ့စဉ်ဘဝတွေမှာဘလို့ပြောင်းလဲမှုတွေရှိလာပါတယ်လေ우리에게 편리함을 주는 제품이 나오기 전과 후를 비교하는 글အဲ့တော့ကိုရီဘဝတွေကိုပို့ပြတတရှိစေတဲ့အဆင်ပြေစေတဲ့ပစ္စည်းတွေမပေါ်ခင်နဲ့ပေါ်ပြီးအခြေအနေကိုနှိုင်းယှဉ်ပြီးတော့ရေးသားထားတဲ့စာရေးကြည့်ပါဆိုပြီးပြောတာအဲ့တော့ခုနကလိုမျိုးပဲဒီဟာကိုစာပိုင်းအနေနဲ့ပြန်ပြီးရေးပြလို့ရှိရင်ရပြီအဲ့တော့နောက်ဆုံးကကျမတို့ ondor အဲ့တော့ဆောင်းရာသီမှာပေါ့ ondor တိုက်ဆက်ဆန်နေရလား네. ondor ဆိုတဲ့စကားလုံးကြားဘူးလားယင်또 짜고 있어요. 네, 온돌ဆိုတာကကြတော့သူတို့ကိုရီးယားမှာပဲအသုံးပြုတဲ့ဒီအပူပေးစနစ်ကိုပြောတာ 온돌 ဆိုပြီးခေါ်တယ်ပေါ့နော်ဒီကိုရီးယားရိုးရာအပူပေးစနစ်ပေါ့ဘယ်လိုလဲဆိုလို့ရှိရင်ကြတော့ကျန်းမြင်ကနေနှွေးအောင်လုပ်တာပုံမှန်ဆိုလို့ရှိရင်တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ကြတော့မီးကိုခေါင်းတိုင်ရှိရလေပြီးလို့ရှိရင်မီးဖို့ရှိရလေအဲ့မှာသူတို့ထင်းထည့်ပြီးမီးဖို့ပြီးတော့အဲ့ကနေမှဒီအဖေကနေမှမီးကိုခေါင်းတိုင်ကနေမှအဲ့လိုမျိုးထွက်တဲ့ဟာမျိုးအခက်တစ်ခန်းစီကိုပဲသူတစ်ခန်းချင်းပဲနှွေးအောင်လုပ်လို့ရတာဒါပေမဲ့ကိုရီးယားရဲ့စန
စ်ကကြတော့သူတို့မြေကြီးကနေကြမ်းမြင့်ကိုနှွေးအောင်လုပ်ပြီးတော့အိမ်ကိုနှွေးအပူပေးတဲ့စနစ်နဲ့သုံးတာပေါ့အဲ့လိုမျိုးကိုသူက 온돌ဆိုပြီးတော့သုံးတာ 네. 이런 온돌가 발레소라 디마 메이사비 타입어너 온돌은 한국의 전통적인 난방 방식이다. 난방소라네 구나 아뿌베라고 벼라베너 네. 아뿌베레 니스네 베시바레서 벼타레 이런 바탕방송 사바이레오 팔찌라야. 두아자로 온돌 소라가 한국의 전통적인 난방 방식이다. 구나 벼들로베 코리아의 요야 아뿌베 스네 베시바레서 벼သူတို့ 요야ပေါ့နော် ရှေ့အရင်ကတည်းကသုံးခဲ့တဲ့ဟာအဲ့တော့ 온돌은 불을 때အဲ့တော့ 네အဲ့ဒီ 온돌 불다ဆိုတာကကြဒီဟာကိုအသုံးပြုတဲ့အခါဆိုပြောချင်တာပေါ့နော်ဖွင့်တာကိုပြောချင်တာဒီအပူပေးစနစ်ဒီ 온돌ဆိုတာကိုစပြီးအသုံးပြုတဲ့အခါမှာဖွင့်တဲ့အခါမှာဆိုလို့ရှိရင်ဟိုပြောရမီးမွေးတယ်လို့မျိုးပြောချင်တာပေါ့နော်သူကကြတော့ 불을 때ဆိုတာကကြတော့အဲ့တော့ပြီးရင်아궁이 소라가 자ကျမတို့ပြောခဲ့တဲ့အတိုင်းဒီမီးဖို့ကိုပြောတာထိမှာပါတဲ့မီးဖို့ကိုပြောတာ아궁이ပြီးလို့ရှိရင်아궁이에ဆို나온 열기 소라가ကြတော့အပူကိုပြောတာအပူဓာတ်ကိုပြောတာဒီမီးဖို့ကနေထွက်လာတဲ့အပူဓာတ်နဲ့တဲ့방을 따뜻하게 만드는 구들အဲ့တော့ဒီအခန်းကိုနှွေးအောင်လုပ်ပေးတဲ့ပြီးတော့ပြန်အပြင်ကမြေကဟိုပြောတာပေါ့ကြောက်ပြားအဲ့ဒါကိုပြောချင်တာအဲ့တော့방 바닥 아래에 넓은 돌အဲ့တော့အခန်းရဲ့အကျမ်းပြင်မှာခင်းထားတဲ့ကျယ်တဲ့ကြောက်ပြားတွေကြောက်တုံးတွေလို့ဆိုပြောတာ이 연기가 밖으로 빠져나가는 통로인 굴독으로 이루어진다. 이런 디하가 연기 소라가 자라 정말 앙웨이래요, 벼라. 앙웨이가 앞인고 빠져나가는 트와토아의 통로 소라가 자라 랜장 피때 굴독 소라가 자라 미고 가운데요, 벼라. 알루미오네 시발에 서비어 벼라. အဲ့တော့သူကဖေးနားမှာဒီအိမ်ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်အောက်ဆုံးကဒီပေါ့နော်အိမ်ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရင် 온돌ဆိုပြီးပြောတဲ့အခါမှာဆိုလို့ရှိရင်သူက아궁이ဒီမှာမီးဖို့ရှိမယ်ပြီးလို့ရှိရင်မီးဖို့ကနေပြန်나온 연기ဒီမီးဖို့မီးမွေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကအငွေ့တွေကိုသူကအောက်ကနေထွက်အောင်လုပ်ထားတာဒီမှာဆိုလို့ရှိရင်မီးဖို့အငွေ့ဒီမီးဖို့လိုက်တဲ့အခါမှာဟိုသူ့ရဲ့အပူဓာတ်တွေကိုသူအောက်ကိုသွားအောင်လုပ်ထားတာပေါ့နော်အောက်ကနေသွားအောင်လုပ်ထားတယ်ပြီးတော့အဲ့ကနေမှပြီးလို့ရှိရင်ခူသွေးဆိုတာကကြောင့်ဒီမှာကြောက်ပြားတွေသူအိမ်ရဲ့အောက်မှာကြောက်ပြားတွေခင်းထားတယ်အဲ့ကြောက်ပြားတွေကနေပြီးတော့သူကကြောက်ပြားဆိုလို့ရှိရင်ဒီမွေးလိုက်လို့ရှိရင်ကြောက်ပြားပူလာတယ်လေအဲ့ကနေမှရအောင်လုပ်ပေးတယ်ပြီးလို့ရှိရင်မီးမွေးထားတဲ့အခါမှာဆိုလို့ရှိရင်အငွေ့ထွက်မယ်အဲ့အငွေ့တွေကိုပြန်ပြီးတော့ထွက်အောင်လို့ဆိုပြီးဖိနာမှာမီးကိုခေါင်းတိုင်းရှိမယ်အဲ့ဟာအကုန်လုံးကိုဒီစနစ်တစ်ခုလုံးကိုသူဆိုပြီး 온돌 ဆိုပြီးခေါ်တာပါဆိုပြီးပြောထားတာဒီထိနားလည်မယ်နော်네အဲ့ဆိုလို့ရှိရင်ဒုတိယအပိုက်လေးဖတ်ကြည့်အောင် 온돌은 구들이 오랫동안 온기를 지니기 때문에 한국 사람들은 춥고 긴 겨울밤에는 추위를 견딜 수 있었다. 그래서 이 온돌 스님 말솔루션 자르구나 구들 아까 미지가 짝비아리고 벼보노 정말로 정말 짝비아 킨하리가 솔루션은 온기를 부다고 오랫동안 지니기 때문에 자이 탱탄나이네အတွက်ကြောင့်မို့လို့ 한국 사람들은 코리아 루미오리가 솔루션이 춥고 긴 겨울밤에도 참비로 디 시자라의 누야디를 상야디 야리 말에 추위를 견딜 수 있다. 찬다고 칸나이 시에를 벼 견디다. 소라 칸나이나고 벼라노. 네. အဲ့တော့ဒီသူတို့ကြောက်ပြားတွေကိုသုံးတဲ့အခါမှာကိုရီးယားကြောက်ပြားတွေတွေ့ဘူးလားမသိဘူးအဲ့ကြောက်ပြားတွေနဲ့သူကအပူပေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဟာကအချိန်အကြာကြီးအပူဓာတ်ကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလို့ဟိုဒီလောက်အေးတဲ့နေရာဘာလို့နေရာဒီပြောနေနေရာတရောက်ချင်နေလေရနေရာရောက်ချင်နေအေးနေနေတော့ချွတ်ရောအဲ့တော့ဆောင်းရသည်ညတွေမှာလေသူကအေးတောင်ခံနိုင်တယ်ဆိုပြီးပြောတာ။이뿐만아니라ဒီဟာတွေမကပဲနဲ့အာဂွင်းကြီးပြီးရဲ့ခုနကပြောထားတဲ့ဒီဘေးနာကမီးဖို့မှာဆိုလို့ရှိရင်လည်းအပေါ်မှာစုထခေါ်တော့ကိုဒီအိုးတွေကိုပြောစုဆိုတာဒီအိုးအမဲကြီးတွေကိုပြောတာ
အဲ့လိုမျိုးအိုးတွေသူကိုရီးယားအိုးတွေရောတွေ့ဘူးလားမသိဒီလိုမျိုးဒီမှာဆိုလို့ရှိရင်ဒီအိုးအကြီးတွေဆိုတော့ဒီလိုကြီးရှိတယ်အဲ့ဟာစုထုခေါ်တော့ကိုချိတ်ထားပြီးတော့ဆိုပြီးတော့ပြောတာဒီသူအိုးတွေချိတ်ထားပြီးတော့ဖားဘဲဟာကောနာထမင်းချက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အာကုန်းကြီးဘူးတွေအင်ရောငါရ요리를 할 수 있기 때문에ဟင်းနဲ့ချက်လို့ရတဲ့အတွက်ကြောင့်မို့လို့တဲ့온돌စနစ်ကဆိုလို့ရှိရင်일석이조다 일석이조ဆိုတာကကြတော့ဒီငှက်တစ်ချက်ခုံနှစ်ချက်ပြက်ကိုပြောတာအဲ့တော့သူ့ရဲ့အထိပ္ပယ်ကဆိုလို့ရှိရင် sock ဆိုတာကကြတော့ဒါတရုပ်စာနေလာပေါ့နော်စာကြဆုံးကသူလေးလုံးဆက်တရုပ်စာစကားလုံး here ဆိုတာက1 sock ဆိုတာကကြတော့ကြောက်တုံးကိုပြောတာ e ဆိုတာ2ပြီးလို့ရှိရင်ချိုဆိုတာကကြတော့ငှက်ကိုပြောတာအဲ့တော့ကြောက်တုံးနဲ့ပြစ်တယ်ငှက်တစ်ကောင်ငှက်နှစ်ကောင်ဖြစ်တယ်အဲ့လိုမျိုးပြောတဲ့ပုံစံအဲ့တော့တစ်ချက်ခုံနှစ်ချက်ပြက်ဆိုတဲ့အထိပ္ပယ်အဲ့ဆိုရင်ဒီရမယ်နော်သူကကြတော့ဆက်ဆရှင်မာက온돌စာဖာလေဘယ်လိုဖွဲ့စည်းထားလဲရှင်းပြရတယ်ပြီးဒုတိယပိုင်းမှာကြတော့ဒီဟာကိုနောက်ဘယ်လိုမျိုးသုံးလို့ရသေးလဲဆိုတဲ့ဟာကိုထပ်ပြီးရှင်းပြထားတယ်အဲ့တော့နောက်ဆုံးပိုက်လေးဖတ်ကြည့်အောင်이렇게 온돌에 익숙해진 한국 사람들은 온돌 스낵고 아야는 네라자니의 코리아 루뮤리가 솔루션이 지금도 어쿨에 방바닥을 데우다서 누이라 아뿌베이라 오뼈라노 정말로 히네 바리 누이라 솔루션에 밥을 데우다 라몰루션에 뭔가 음식을 데우다서 뼈뼈래 이러 아칸ကျမ်းမြင်ကိုဆိုတော့နှွေးရမဟုတ်ဘဲနဲ့အပူပေးတာပေါ့နော်အပူပေးတဲ့နီးစနစ်နဲ့တုံတဲ့ဒီအနှွေးဓာတ်စနစ်ကိုအသုံးပြုနေပါတယ်နံပါတ်ငယ်ဟာကိုဤတာတဲ့အပူပေးစနစ်ကိုအသုံးပြုလျက်ရှိပါတယ်ဆိုပြီးပြောတယ်ထားမှန်ထားပေမဲ့ဆောင်းကနဲ့ထားတယ်ကဲအရင်ကနဲ့မတူဘဲနဲ့အာကုန်းကြီးဘူးရတဲ့နဲ့ဖန်ရှိကြရနေတာခုနကလိုမျိုးဒီအာကုန်းကြီးမီးပေါ်မှာမီးမွှေးတဲ့စနစ်နဲ့မဟုတ်ဘဲနဲ့ပြီးလို့ရှိရင်ဖိုးလာတဲ့အယုံဟာမြော့영하여 뜨거운 물에 방바닥 아래를 흐리게 하는 방식을 쓰고 있다. 에러구나갈로요. 예너갈로며 미모이래 봉사묘나 마호더베네 포일라 동뷰뼈 보일러서 포일라오 뼈라노. 네, 보일러를 이용하여 뜨거운 물이 에러 디마 솔루션이 예 보가 내비러 방바닥 아래를 흐리게 하네. 에러 디 자리레마 솔루션이 누가 셰부리가 내비어စီးဆင်းနေအောင်လုပ်ထားတဲ့နီးလန့်နဲ့အခုနောက်ပိုင်းမှာ boiler အသုံးပြုပြီးတော့သုံးနေရဖြစ်ပါတယ်ဆိုပြီးပြောတာဒါကျမတို့အခုအိမ်တွေကိုရီးယားအိမ်တွေတိုင်းမှာရှိတဲ့ boiler စနစ်ကိုပြောတာပေါ့နော်အဲ့တော့ရေကိုစွမ်းလို့ပြီးတော့သူဒီမှာဆိုလို့ရှိရင်ပုံလေးမှာဆိုပြထားတယ်ဒီလိုလေးစီးဆင်းအောင်လို့လုပ်ထားတာရေတွေကိုအဲ့ကနေပြီးအခုအဲ့စနစ်နဲ့သုံးနေပါတယ်ဆိုပြီးပြောထားတာဆိုရင်အောက်ကမေကိုလေးဖတ်ပြီးဖြည့်ကြည့်အောင်နံပါတ်1 온도래 온도래 구조를 간단하게 설명해 보세요. 온도의 구조ဆိုတာကဖွဲ့စည်းပုံကိုပြောတာအဲ့တော့ဒီ 온도 ရဲ့ဖွဲ့စည်းပုံကိုရိုးရိုးရှင်းရှင်းလေးနဲ့လွယ်လွယ်ကူကူလေးနဲ့ပြောပြပေးပါရှင်းပြပေးပါဆိုပြီးပြောတာအဲ့တော့ဖယ်နာကနေဖယ်နာကိုဖြည့်ရမလဲအဲ့တော့ဒီကနေပြီးတော့ 온도로 불을 때는 그럼 미모의 아궁이 비로시 아궁이에서 나온 연기로 방을 따뜻하게 만드는 구들 그럼 밤바닥 아래 까는 넓은 돌 연기가 밖으로 빠져나가는 통로의 굴뚝으로 이루어진다. AT 비비로시 야위. 이루어집니다. 뭐너 서간의 변별의 가만스러시. 왜냐면 온돌과 현대 한국인의 난방 방식의 공통점과 차이점은 무엇입니까? 그래서 온돌은 아궁이에 불을 때는 방식이었지만 현대 한국에는 지금 쓰고 있는 난방 방식은 보일러를 이용하여 뜨거운 물이 방바닥 아래에 흐르게 하는 방식입니다. 소비와 별이시야. 변별하면 온돌은 아궁이에 불을 때는 방식이고 한국인이 미국 미가다거나 한국인이 현대 한국인의 난방 방식은 보일러를 이용하여 뜨거운 물이 밤바닥 아래로 흐르게 하는 방식입니다. 남았다. 여러분 고향에서는 난방 또는 냉방을 어떻게 합니까? 난방 소라가자르마로 아프비라고 벼라 냉방하자로 에비라고 벼라 방을 아칸고 벼라 아칸고 아프비라서 난방 그리고 아칸고 에비라서 자르블 벼라 에양로 다보나 그래서 냉방로 벼라 그러면 어떻게 할까요 저희는 미얀마에서는
အဲဆိုလို့ရှိရင်ခုနကလို불을 떼다 다음လို့ရှိရင်나무를 사용해서 나무를 불을 떼다 다음လို့ရှိရင်나무 사용해서 아궁이를 만든다 그렇게 얘기하면 됩니다. 한국에 위에 네. 한국의 일에 가자라 일에 소라 예. 가자라 저를 따위 나이 보에리 비로시 저 아카나를 몇 네. 배에서 이 가자. 뼈하라로တမျိုးပေါ့နော်နိုင်ရေးဆိုရင်ကျမတို့ကပွဲလို့မခေါ်ဘူးဆိုတော့လေဒါမှဒီတိုင်းရေးနိုင်ရေးတွေကိုဥရေးတယ်ဆိုပြီးပြောတာအဲ့မှာဆိုရင်ဟာနဲ့ဆိုင်တဲ့စကားလုံးလေးကြည့်မယ်ဆိုလို့ရှိရင်ကြတော့ဥရေးတယ်ဆိုတာကကျမတို့တိုင်းရေးနိုင်ရေးတွေဒါမှမဟုတ်လို့ရှိရင်ပွဲအခမ်းအနားတွေဒါမှမဟုတ်လို့ရင်ကျေးမှုနဲ့ဆိုင်နေပေါ့နော်သူတို့ဒီရင်ကျေးမှုမဟုတ်ဘယ်လိုပြောရမလဲနေ့စဉ်ဘဝမှာလူမှုရေးနဲ့ဆိုင်တဲ့အခမ်းအနားတွေပွဲတွေကိုဥရေးတယ်ဆိုပြီးခေါ်မယ် 예. 네. အဲ့တော့စာဝေးကြဆိုလို့ရှိရင်ကြအစီအစဉ်တင်ဆက်သူအခမ်းအနားမှုကိုပြောတာ 네. တိုင်းကျမတို့အခမ်းအနားတစ်ခုခုမှာ MC လုပ်တဲ့သူတွေလည်းစာဝေးစာလို့ခေါ်တယ်ဒါမှမဟုတ်လို့ရှိရင်ကြတော့လည်းဒီပေါ့နော်ဒီ presenter အဲ့လိုမျိုးတွေလည်းစာဝေးစာလို့ခေါ်တယ်ပြီးလို့ရှိရင်ရှာလို့တွေ့လာတယ် 그래. 네. ဂျူတဲ့ကကြတော့သူကကြတော့ဒီမင်္ဂလာဆောင်မှာဆိုလို့ရှိရင်လေမြန်မာမှာဆိုလို့ရှိရင်လည်းရှိရပေါ့နော်မင်္ဂလာဆောင်မှာဆိုလို့ရှိရင်သူ MC လုပ်ပေးတဲ့တယောက်ရှိရလေအခမ်းအနားမှုနဲ့အဲ့လိုဒီဟာအားလုံးဒီဟာလိုပေးပါအခုမင်းဘာတို့တာနဲ့တို့မင်းဝင်လာပါပြီလို့ပါအဲ့လိုမျိုးပြောပေးတာအခုချင်းစားပြီးဘာလုပ်ပါမညာလုပ်ပါမယ်ဆိုပြီးအဲ့လိုမျိုးပြောပေးတဲ့သူဒီမင်္ဂလာဆောင်ကိုအခမ်းအနားကိုစီစဉ်လုပ်ပေးတဲ့သူပေါ့နော်အစီအစဉ်တင်ဆက်သူအခမ်းအနားမှုဆိုပြီးပြောလို့ရှိရင်ရမယ်ချူတယ်ဆိုတာကကြတော့ပြီးလို့ရှိရင် 결혼식장가ကြတော့မင်္ဂလာခမ်းမကိုပြောတာ 네. နေပြီးလို့ရှိရင် 하객가ကြတော့ကျမတို့ 나보라 애들. မင်္ဂလာပွဲလာတဲ့ဧည့်သည်တွေကိုပြောတာပြီးလို့ရှိရင်신랑 신부ကတော့ဒီမဲ့ပေါ့နော်သူတို့သားသူတို့သမီးကိုရီးယားမှာဒီမင်္ဂလာဆောင်သွားဘူးလား 너무 သွားဘူးလား 너무리. ကျမအချိန်မှာရောက်ပြန်နှစ်ခုလားသုံးခုနှစ်ခုသွားဘူးလေ 어. တယောက်မှဟုတ်တစ်ခုကကြတော့မြန်မာအချင်းချင်းဆောင်တာနောက်တစ်ခုကကြတော့မြန်မာနဲ့ကိုရီးယားနဲ့ဆောင်သုံးခုသွားဘူးလေ 어. တော်တော်လေးကွာတယ်ပေါ့နော်ကျမတို့ကလည်းအဲ့တော့신랑 신부 야들로 다 신랑 들어답니다 신부 이 축의금은 내다 축의금은 내다ဆိုတာကကျမတို့လက်ဖွဲ့ငွေပေးတာလက်ဖွဲ့ငွေကို축의금လို့ပြောတယ်အဲ့လက်ဖွဲ့ငွေပေးတယ်ဆိုလို့ရှိရင်축의금을 내다လို့သုံးတယ်အဲ့တော့တို့ဒီမှာကကျတော့နည်းနည်းအလိုမျိုးပေါ့နော်ကိုရီးယားမင်္ဂလာဆောင်တွေမှာရှိတာကဒါတော့ပေါ့နော်ဒီတိုင်းပြောပြတာပါ축의금နဲ့ပေးလို့ရှိရင်သူတို့ကစုံကလန်းမပေးရဘူးဆိုပြီးရှိရယ်အဲ့လိုမျိုး နှစ်ယောက်အတိအကျခွဲလို့ရတဲ့ပုံစံမျိုးမပေးရဘူးပေါ့နော်အဲ့လိုမျိုးဗာလဲခွဲသွားလို့ရှိရင်တဝက်စီခွဲသွားမှာဆိုလို့အဲ့လိုမျိုးခွဲလို့ရတဲ့ဟာမဟုတ်ဘဲနဲ့အဲ့လိုမာကနန်းပေးရတယ်3000 5000 9000အဲ့လိုမျိုးပြောတဲ့လူတွေရှိရပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့အဲ့လိုမျိုးတော့မရှိပါဘူးအဲ့လိုမျိုးပေးချင်တယ်လို့တော့ပေးကြပါတယ်အဲ့လိုမျိုးတော့အရင်ကြီးတော့မရှိတော့ပြီးလို့ရှိရင်ကြတော့ဖီရိုရောနေဟာတာဆိုလို့ရှိရင်ကြတော့သူတို့ကနှစ်ခုရှိရပေါ့နော်နှစ်ပွဲလုပ်တယ်ဆိုတော့ပထမပွဲမှာကကြတော့နိုင်ငံခြားလိုမျိုးပဲသူတို့အရင်စောင့်နေရရှေ့မှာပြီးလို့ရှင်သူတို့သမီးကထွက်လာတယ်ပြီးလို့ရှင်အဲ့မှာသူတို့ရဲ့အချင်းချင်းပေါ့နော်ခရီးကိုတပြူကြတယ်ပြီးလို့ရှင်မိဘတွေကိုနှုတ်ဆက်တယ်ခတော့တယ်ပေါ့နော်ပြီးလို့ရှင်ပထမပိုင်းကပြီးသွားတယ်အဲ့တော့ဒုတိယပိုင်းမှာကြတော့မှဖီရိုယောင်ဆိုပြီးတော့ကျမတို့မင်္ဂလာအခက်ပွဲဆိုပြီးတော့တက်လောက်တာအဲ့မှာကြတော့သူတို့ဟိုတယ်မှာလုပ်တယ်ဆိုလို့ရှိရင်ကြတော့ဒီပထမက 결혼식장မှာလုပ်တယ်ပြီးလို့ရှိရင်ဒုတိယကကြတော့ထမင်းစားတဲ့နေရာကိုပြောင်းပြီးတော့အဲ့မှာသူတို့ထမင်းတူတူစားကြတယ်ပေါ့နော်အဲ့ဒါကိုကြတော့ဖီရိုယောင်ဆိုပြီးတော့ပြောတာ 네. မြန်မာမှာဆိုလို့ရှိရင်ကြတော့တနေရာတိုင်းမှာပဲထမင်းနဲ့စားရင်းနဲ့ပွဲကြည့်ကြတယ်လေကိုရီးယားမှာကြတော့အဲ့လိုမျိုးမဟုတ်ဘူးသူတို့မင်္ဂလာဆောင်တဲ့အချိန်မှာဘာမှစားစရာမပေးထားဘူးဒီတိုင်းထိုင်တာလေပြီးတော့မှထမင်းစားတဲ့နေရာကိုသွားတယ်အဲ့ထမင်းစားတဲ့နေရာကိုကြတော့မင်္ဂလာအခမ်းပွဲဖီရိုယောင်ဆိုပြီးတော့ပြောတယ် 네. ပြီးလို့ရှိရင်ကြတော့ဖေးဘေကဟာတာဆိုတော့ကြတော့မိဘတွေကိုကြော်တာအဲ့မင်္ဂလာဆောင်မှာကြော်တာကိုပြောတာပေါ့နော်ဒီလိုမျိုးအဲ့လိုထိုင်ပြီးကြော်တာမဟုတ်ဘဲနဲ့ထိုင်ပြီးကြော်အရင်တော့ထိုင်ပြီးကြော်တာပေါ့နော်အခုနောက်ပိုင်းမှာကြတော့ဒီတိုင်းပဲဥညွတ်ပြီးကြော်တာလောက်ပဲရှိတော့ရဲ့ပေါ့
ဒါကြောင့်မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့စလုံးနဲ့ပြီးလို့ရှိရင်ကျတော့အတုမနဲ့ဆိုင်တဲ့စကားလုံးတွေရောက်သွားတယ်အဲ့တော့နောက်တစ်ခုကကျတော့장례식장က장례식ကတော့ဒီမဲ့ပေါ့နော်အတုပကိုပြောတာအဲ့တော့အတုပသူလောက်တဲ့နေရာဆိုပြီးတော့တက်ရှိရယ်မြန်မာမှာဆိုလို့ရှိရင်ကျတော့ကိုယ့်အိမ်မှာကိုလောက်ကြရတယ်လေအဲ့လိုတို့ကကြတော့ဒီအတုပလောက်တဲ့နေရာဆိုပြီးတက်ရှိရယ်အိမ်မှာသွားပြီးတော့လောက်ရတယ်သူကကြောရဲဟာရှိရယ်ဆိုတော့လေများသောအားဖြင့်ဆိုလို့ရှိရင်ဟိုဒီဆေးရုံတွေမှာရှိကြတယ်ပြီးလို့ရှိရင်အဲ့လိုဂျန်လက်ရှစ်ကျန်းဆိုပြီးဟိုမင်္ဂလာဆောင်ဒီလိုမျိုးဟွာရှိတယ်လို့မျိုးပဲဂျန်လက်ရှစ်ကျန်းဆိုပြီးတက်ရှိရခမ်းမလိုမျိုးပဲအတူပါကျင်းပတဲ့နေရာဆိုပြီးအတူပါလောက်တဲ့နေရာဆိုပြီးတက်ရှိရပေါ့နော်ပြီးလို့ရှိရင်ဖင်းဆိုဆိုတာကကြတော့ခုနကကြတော့အဲ့လိုလောက်တဲ့နေရာတွေခမ်းမတွေကိုပြောတာဒါပေမဲ့ဖင်းဆိုဆိုတာကြဒီအတူပါနာရေးဆိုပြီးတော့အဲ့လိုမျိုးပြောတာဘသူရဲ့ဖင်းဆိုသွားမလို့ဆိုလို့ရှိရင်ဟိုပေါ့နော်ဟိုတိတဲ့သူရဲ့အဖေဆုံးသွားလို့သူ့ရဲ့အတုပကိုသွားမလို့ဆိုလို့ရှိရင်ကျတော့ကျမတို့ဖင်းဆိုဆိုပြီးတော့ပြောကြတယ်ပြီးတော့ခွင်းဆိုတာကွယ်လွန်သွားတဲ့သူကိုပြောတာအဲ့တော့영정ဆိုတာကကြာနာရေးတဲ့ပုံကိုပြောတာအဲ့တော့တော်တော်များများကဆိုလို့ရှိရင်အသက်ကြီးတဲ့ဒီမကိုရီးယားမှာအသက်ကြီးတဲ့သူတွေဆိုလို့ရှိရင်လို့영정 사진 찍으려고ဆိုပြီးတော့လာပြောရိုက်ကြတဲ့သူတွေရှိတယ်လို့ပြောရဲပေါ့တော့조금 마음이 아프지만ကြိုရိုက်ကြတဲ့သူတွေလည်းရှိတယ်ပြီးလို့ရှိရင်ကျတော့ဟိုပေါ့အသက်နည်းနည်းကြီးတော်တော်လေးကြီးလာပြီဆိုလို့ရှိရင်အဲ့လိုကြိုပြီးရိုက်ထားတယ်ပုံလှလှလေးတော့ကျင်းလို့ဆိုပြီးတော့တချို့တော့အဲ့လိုမျိုးတွေလည်းရှိရဲပေါ့ဒါမှမဟုတ်လို့ရှိရင်နာရေးမှာသူကကြကြောတဲ့နေရာရှိရဲလေအတုပမှာဆိုလို့ရှိရင်ဖဲတက်ပုံသုံးမလဲဆိုပြီးတော့လည်းနာရေးတက်ပုံပြီးလို့ရှိရင်ကျတော့조문하다မျိုးလုံးကလေ조문하다ဆိုတာကျတော့နာရေးသွားတယ်နာရေးသွားမေးတာကိုပြောတာအဲ့တော့조문하러 가요ဆိုပြီးပြောတာမျိုးဖင်းဆိုကကျတော့နေရာကိုပြောတာ조문하러 가요ဆိုပြီးပြောကြတယ်ပြီးလို့ရှိရင်ကျတော့조문 cakeဆိုတာကကျတော့အတူပါလာမေးတဲ့သူတွေကိုပြောတာပြီးလို့ရှိရင်조이 금을 내다 조이 금ဆိုတာကျတော့နာရေးကူမေကိုပြောတာပြီးရင်상주ဆိုတာကကျတော့ကျမတို့ကျန်ရဲ့သူမိသားစုကိုပြောတာပေါ့နော်အဲ့တော့သူတို့ရုပ်ရှင်တွေထဲမှာဆိုလည်းမြင်မှုမှာဟိုတော်တော်ပေါ့အတူပါရှိရဆိုလို့ရှိရင်ဖေးနာလေးမှာရက်နေရသူမိတ်ဆက်ပေးရသူဟိုမိတ်ဆက်တယ်ဆိုနှုတ်ဆက်တဲ့သူတွေကိုပြောတာလေအဲ့တော့상주လို့ပြောမယ်상주ပြီးရင်상을 당하다ဆိုလို့ရှိရင်ကျတော့ဒီမိသားစုတွေထောင်မလို့ရှိရင်အဲ့လိုပေါ့တည်တဲ့သူကနိုင်ရှိရဲဆုံးပါသွားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်상을 당하다ဆိုပြောတော့상복을 입다ဆိုလို့ရှိရင်သူအတုပါရှင်ဝတ်စုံဝတ်တယ်ပေါ့နော်ဒီအမဲရောင်အနေနဲ့ပြီးလို့ရှိရင်သူတို့ကိုရီးယားဟိုပေါ့နော်လက်မှာအပတ်လေးနဲ့လေပြီးလို့ရှိရင်ကျတော့ခေါင်းမှာဆိုလို့ဟိုမျိုးသမီးတွေဆိုလို့ရှိရင်ခေါင်းမှာဖဲပြအဖြူလေးတက်ထားတာမျိုးအဲ့ဒါမျိုးကိုပြောတာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကိုပြောတာ네အဲ့ဒါကို상복ဆိုပြောတယ်အဲ့တော့장례식장ဆိုလို့ရှိရင်ကျတော့ကျမတို့ဒီ장례식장ဒီလိုမျိုးပေါ့နော်နေအဖေဟွာရဲ့ဒီလိုမျိုးကိုသွားပြီးပြောတာ장례식장ဆိုပြီးပြောတာဒီကခုနကကြောင့်영정사진ဆိုလို့ရှိရင်ဒီတက်ပုံအဲ့လိုမျိုးပြောတာဒီကကြောင့်ခုန상복ကိုပြောတာပေါ့နော်ဒီတော့ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်촬영하다ဆိုရင်ဓာတ်ပုံဗီဒီယိုရိုက်တယ်ပြီးလို့ရှိရင်과로하다ဆိုတာကျအလုပ်အကျွန်းလုပ်တဲ့ခါကိုပြောတာ과로하다ဆိုပြီးပြောတယ်လိုရာထပ်ပို့ပြီးအလုပ်ကိုပြင်းပြင်းပန်းလုပ်တယ်အလုပ်အကျွန်းလုပ်တယ်ဆိုလို့ရှိရင်과로하다ဆိုပြီးပြောတယ်우울증ကစိတ်ကြယောဂါကိုပြောတာ혼인서약ဆိုတာကျမင်္ဂလာဂတိကိုတို့အချင်းချင်းပေါ့နော်ဟိုဘယ်လိုဖြစ်ပါမယ်ဟိုဘာလဲပြောအောင်ထားပါမယ်တို့ဟိုအချင်းချင်းခရီးပေးတဲ့ဟာတွေပေါ့အဲဆိုလို့ရှိရင်혼인서약ဆိုပြီးပြောတယ်ပြီးရင်축가တို့ကမင်္ဂလာသချင်းဆိုပေးတယ်ဆိုရဲမှာဆိုလို့ရှိရင်ပေါ့နော်မြန်မာမှာဆိုလို့ရှိရင်အဆိုတော်တွေခေါ်တယ်တို့ကိုရီးယားမှာလည်းအဲ့လိုမျိုးပဲအဆိုတော်တွေခေါ်တာတွေရှိတယ်ဒါပေမဲ့မြန်မာမှာကကျတော့ထမင်းစားနေအချင်းဆိုကြတာများတယ်သူတို့ကကျတော့ဟိုဒီမင်္ဂလာပွဲအတွင်းမှာပဲအစီအစဉ်တစ်ခုအနေနဲ့ထည့်ပြီးတော့နှစ်ယောက်ကိုကွန်ပျူတာအနေနဲ့မင်္ဂလာသချင်းဘယ်သူကဆိုပါမယ်ဆိုပြီးတော့ပြောတာမျိုးသူကဆိုပြီးပြောရတော့အဆိုတော်ဖိတ်တာလည်းရှိဒါမှမဟုတ်လို့ရှိရင်သူတို့သားကိုယ်တိုင်ကဆိုတာလည်းရှိသူတို့သမီးကိုယ်တိုင်ကဆိုတာလည်းရှိရဲဒါမှမဟုတ်ရှင်ခင်တဲ့သူပေါ့နော်ဒါမှမဟုတ်မိသားစုတွေကနေတယောက်ကဆိုတာလည်းရှိရဲအဲ့တော့긴장하다စိတ်လှုပ်ရှားသည်ပြီးလို့ရှိရင်ကျတော့ဟွာချုပ်청화ဆိုတာကကြတော့ဒီမင်္ဂလာဆောင်မှာသူကမီးထွန်းတာကိုပြောတာ
ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးစီမီထွန်းပေးတာကိုပြောတာအဲ့တော့များသောအားဖြင့်ဆိုလို့ရှိရင်အဲ့လိုခုံပြူတဲ့အနေနဲ့ပေါ့နော်အဖေတွေအမေတွေကနေပြီးတော့ဟိုစီမီထွန်းပေးကြတယ်အဲ့လိုမျိုးဒီလိုမျိုးဖိုင်ဟိုဒီလိုမျိုးလုပ်တဲ့ဟာကိုခုနကဟွာချုပ်ချုံမှာဆိုပြီးတော့นะပြီးလို့ရှိရင်新妇一江新妇一江ဆိုတာကကြတော့သူကခုနကပြောသလိုမျိုးသူတို့သားအရင်ဆောင်နေသူတို့သမီးကနောက်မှဝင်လာတာအဲ့တော့အဖေနဲ့အတူတူဝင်လာရှင်တော့မလို့ရှိတယောက်တည်းဝင်လာတယ်ရှိရဒါပေမဲ့အဲ့ဒါဆိုသူတို့သမီးခမ်းမတွေကိုဝင်လာတော့新妇一江ဆိုပြီးတော့တက်အစီအစဉ်တစ်ခုအနေနဲ့ပေါ့နော်မင်္ဂလာပွဲမှာထည့်ထားတယ်အဲ့တော့ကြောင့်新妇一江ဆိုပြီးတက်ရှိတယ်ပြီးလို့ရှိရင်ဂျူတဲ့စာဆိုလို့ရှိရင်じゃမင်္ဂလာဆူတောင်းစကားပြောပေးတာကိုပြောတာခုနဟိုပေါ့နော်ဆူတောင်းပေးတာပေါ့ဒီလင်းဒီမြအိုအောင်မြောက်ပေါင်းရပါစေဆိုပြီးတော့အဲ့လိုမျိုးဟိုခုနကမင်္ဂလာအခမ်းအနားမှုကနေပြီးပြောပေးရမျိုးပြီးလို့ရှိရင်ရှင်းလန်းရှင်းဖို့ဟင်းချင်းဆိုတာကကြတော့ခုနကကြတော့သူကဟိုတယောက်တည်းထွက်လာတယ်လေပြီးလို့ရှိရင်အလုံးပြီးသားပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်လက်တွဲပြီးတော့ဒီမင်္ဂလာခမ်းမတွေကနေအခုလင်မယားဖြစ်မြောက်သွားပါပြီဆိုပြီးတော့လက်တွဲပြီးထွက်တာအဲ့ဒါမျိုးကိုရှင်းလန်းရှင်းဖို့ဟင်းချင်းဆိုပြီးတော့ပြောတယ်ဟင်းချင်းဆိုတာကကြခြိတက်တာဆိုပြီးတော့လည်းပြောကြတယ်ဒီမှာကြခြိတက်တာမဟုတ်ပဲねအဲ့လိုမျိုးပေါ့နော်လက်တွဲလျှောက်တာအဲ့လိုမျိုးပြောချင်တာပြီးရင်ဖူချင်းဆိုတာဖခင်ဖြောရဲဆဲဟာတာဆိုတာကွယ်လွန်သွားတယ်ဆုံးမသွားတယ်လို့ပြောတာဆမ်ကဆိုတာလေးစားဆိုတာဖြစ်အဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာဒီစိတ်ရင်းနဲ့အဲ့လိုမျိုးပြောတာမျိုးဆိုရင်ဆမ်ကဆိုပြီးပြောတယ်မြုံဘိုကဖြေတာအဲ့ဒါဆိုလို့ရှိရင်ကျတော့ကောင်းရမွန်ရရောက်ပါစေဆုတောင်းတယ်လို့ပြောတယ်အဲ့တော့ကျမတို့တယောက်ယောက်ဆုံးမသွားတယ်ဆိုလို့ရှိရင်သူတို့ပို့တဲ့စာရှိရဲဆမ်ကခိုးရင်းနဲ့မြုံဘိုကဖြီမိတာဆိုပြီးပြောတယ်ဒါခုနကဆမ်ကကျတော့လေးစားစွာဖြင့်ခိုးရင်းဆိုတာကကျတော့ကွယ်လွန်သူရဲ့ပြီးလို့ရှိရင်မြုံပိုကဖြေမိတာဆိုတာကောင်းရမွန်ရရောက်ပါစေဆုတောင်းပါတယ်နောက်ဘဝကူကောင်းပါစေဆုတောင်းပါတယ်စပြီးပြောတာမျိုးပြီးလို့ရှိရင်ဘွန်ညံကဟာတာဆိုတာကကြတော့ကွယ်လွန်သူရီဆိုပြီးတော့အမွှေးနိုင်ထွန်းတာသူကိုရီးယားမှာဆိုလို့ရှိရင်ကိုရီးယားရဲ့သူအတုပမှာဆိုလို့ရှိရင်အမွှေးနိုင်ထွန်းပေးတာကြတယ်ဒါကကြတော့ဟိုနည်းနည်းတော့ကွာတယ်ဒါကဟိုခရီးရန်နေဆိုလို့ရှိရင်လည်းမလုပ်ဘူးထင်တယ်အဲ့တော့ဘုံညာရဲ့ဟာတာဆိုလို့ရှိရင်ဒီလိုမျိုးတော့အရှင်းမှာဖျောင်းနိုင်ထွန်းပေးတာဘုံညာဟာတာဆိုပြီးတော့သုံးတယ်ဒီလိုမျိုးဒီမှာအဲ့တော့ဘုံညာဟာတာဆိုပြီးဖျောင်းအမွှေးနိုင်ထွန်းပေးတယ်ပြီးလို့ရှိရင်ကျတော့ပန်းချတယ်ဒီမှာဆိုလို့ရှိရင်ကျတော့ဖေးနာလေးမှာပန်းလေးဟာဖြစ်တယ်သူတို့ခန္ဓာမှာပန်းလေးလေတပွင့်စီယူလာပြီးတော့သူတို့ဆူတောင်းပေးတဲ့အနေနဲ့ပန်းလေးတင်တယ်အဲ့ဒါဆိုလို့ရှိရင်ကျတော့နောက်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကျတော့ဟောနွားတွေဟာတာဆိုပြီးပြောတယ်အဲ့တော့ဒီကွက်လွန်သွေးဓာတ်ပုံအရှိမှာပန်းလေးချတယ်အဲ့ဒါကိုနွားဟာတာဆိုပြီးသုံးတယ်ဒီလိုမျိုးလေးပန်းလေးချတယ်အဲ့ဒါကိုဟောနွားဟာတာဆိုပြီးသုံးယူဂျုတ်ဆိုလို့ရှိရင်လည်းခုနကကျန်ရဲ့သူမိသားစုကိုပဲပြောတာပြီးရင်ဖောင်းမြောင်လို့ဆိုတာကကြတော့လာရောက်တဲ့သူစီရင်သူတို့ဟိုမင်္ဂလာဆောင်နေတာမဟုတ်လို့ရှိရင်ဟိုရီမှာအဲ့ဒီအတုဘာရီမှာဆိုအရှင်မှာစာအုပ်လေးချထားတယ်ဘသူလာသွားပါတယ်ဆိုတဲ့ဟာကိုသူဟိုဟာနဲ့ပေါ့နော်နာမည်လေးရေးသွားတယ်အဲ့တော့ပြန်ပြီးတော့ကြည့်ရသူတို့ဒီဟိုငါအဖေအတူမမှာတော့ဘသူလာခဲ့ပါလားဒါမှမဟုတ်ငါမင်္ဂလာဆောင်မှာတော့ဘသူလာခဲ့ပါလားဆိုပြီးသူတို့ကပြန်ပြီးကြည့်ရပြီးလို့ရှိရင်အဲ့ဒါကိုလည်းအရေးတကြီးစဉ်းစားကြရတယ်ပေါ့နော်ရေးပါတယ်လို့စဉ်းစားကြတယ်ပြီးလို့ရှိရင်ချိုမုံကကြာခုနကနိုင်ရင်မေးတာကိုပြောတာပြီးတော့နောက်တခြားပွဲတွေပေါ့နော်တခြားပွဲတွေဆိုလို့ရှိရင်ကျတော့ဖေဂီချန်ချီဆိုတာပွဲပေါ့နော်ကျွန်တော်ပြောပွဲရှင်ပွဲပြောတာဖေဂီဆိုတာကကျတော့ရက်တရာပြေကိုပြောတာအဲ့တော့ကလေးရက်တရာပြေမှာသူတို့ပွဲလုပ်တယ်ပြီးရင်ထိုရီချန်ချီဆိုလို့ရှိရင်ကျတော့ကလေးတစ်နှစ်ပြည့်မှာလေမွေးနေ့ဆိုပြီးပွဲကြီးမားမားလုပ်ကြရဲပေါ့နော်ပြီးလို့ရှိရင်နောက်အသက်60ပြည့်မွေးနေ့ဆိုလို့ရှိရင်လည်းကြီးနည်းနည်းကြီးကျယ်လုပ်တယ်အဲ့တော့အခွေကပြောင်းထောင်းလို့ရှိရင်ဟွမ်ကချန်ချီဆိုပြီးခေါ်တယ်ပြီးတော့80ပြည့်ဆိုရင်ကျတော့ခိုဟီယွန်ချီဆွန်ချန်ချီဆိုပြီးခေါ်ကြတယ်အဲ့တော့ချန်းနေဆိုတာကကြတော့ကျွန်တော်အနာဂတ်ကိုပြောတာဒီချန်းစုဆိုလို့ရှိရင်အသက်ရှည်ရကိုပြောတာခီဝွန်ဟာတာဆူတောင်းပေးသည်မာကြီးဟာတာဆိုတာကြိုးဆိုသည်ဆိုတာကဒါမဲ့သူကပြောချင်တာကကြတော့လို့ဟိုကြာချိန်နေနဲ့တွဲပြီးတော့တုံးတယ်ဒါမှမဟုတ်လို့ရှိခုနကလူခနန်းနေနဲ့တွဲပြီးတော့တုံးတယ်ဟိုမာဟိုဒီ
2025ခုနှစ်ကိုကြိုးစုံရင်းနဲ့ဆိုပြီး2025ညော်နေမှာကြီးဟာရောအဲ့လိုမျိုးပြောတဲ့ပုံစံမျိုးနဲ့ကြိုးဆိုရတဲ့မျိုး欢迎下တာနဲ့မတူဘဲနဲ့ဒီတစ်ခုခုဒီဟာလာမဲ့ဟာကိုစောင့်ကြိုရင်းနဲ့ဆိုပြီးပြောတဲ့ပုံစံမျိုး 네. 자리를 마련하다 내 야시 심피라고ပြောတာ ဖိနေတာ ဆိုလို့ရှိရင်ကျတော့အလင်းဆောင်တယ်သူကြောင့်မျက်နှာရစေသူကြောင့်ခုန်တက်စေအဲ့ဒါမျိုးဆိုရင်ဖိနေတာဆိုပြီးတော့ပြောတယ် 자리를 빛내주신 ဆိုပြီးတော့သုံးကြတယ်ပေါ့နော်အဲ့ဒီဧည့်သည်တွေလာရဲဆိုလို့ရှိရင်ဒီနေရာကိုအလင်းဆောင်ပေးတဲ့ဧည့်သည်များအဲ့လိုမျိုးနဲ့ပြောတဲ့ပုံစံမျိုးဒီနေရာကိုလင်းအောင်လုပ်ပေးတယ်ပေါ့နော်ဒီနေရာကိုလာပေးတဲ့ဒီဧည့်သည်တော်များအဲ့လိုမျိုးပြောချင်တာအဲ့မျိုးဆို빛내주시다ဆိုပြီးတော့သုံးတယ် 지르다 ဆိုကျင်ပါသည် 감격하다 ဆိုတာသူစိတ်ကိုလှုပ်ရှားစေတာကိုပြောတာပေါ့နော်စိတ်လှုပ်ရှားစေတာစိတ်နှလုံးကိုလှုပ်ခတ်စေတာ 감격하다. 네. ပြီးတော့ 분주하다 ဆိုတာအလုံးရှုပ်တာအလုံးများတာကိုပြောတာအလုံးများလို့အာယုံမရတာအဲ့ဒါဆိုရင် 분주하다 လို့သုံးတယ် 효도가 ကျတော့မိဘကျေးဇူးဆက်တာ 효도하다 ဆိုပြီးအများကြီးသုံးကြတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာအလုံးလောက်တယ်ပြီးလို့ရှိရင်ခိုရမ်းမှာရှိရင်မိဘစီကိုပတ်စံပြန်ပို့တယ် 효도하고 있네 အဲ့လိုမျိုးပြောကြတဲ့ပုံစံမျိုး 정겹다 ဆိုလို့ရှိရင်နှွေးထွေးကျင်လာတတ်တာကိုပြောတာပြီးတော့ 성년 နဲ့ 나이 성년 ဆိုတာကကျတော့ကျမတို့အရွယ်ရောက်တာကိုပြောတာအရွယ်ရောက်သူများနေ့ဆိုပြီးတော့သူတို့ကိုရီးယားမှာရက်ရှိရပေါ့နော်အဲအကြောင်းနောက်ပိုင်းမှာမွန်းလွာပိုင်းမှာသိရမယ်ပြီးလို့ရှိရင်ခွမ်းလဲကကျတော့ယောက်ျားလေးတွေအသက်ပြည့်တာကိုပြောတာအရင်တုန်းကဆိုလို့ရှိရင်ပေါ့နော်ဟိုအရင်တုန်းကယောက်ျားလေးအသက်ဒီလောက်ပြည့်ရဲဆိုလို့ရှိရင်သူတို့ပွဲလုပ်တယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကိုခွမ်းလဲလို့ခေါ်တယ်အဲ့တော့ခဲလဲကကျတော့မိန်းကလေးအသက်ပြည့်တဲ့အခါမှာလုပ်တဲ့ပွဲကိုပြောတာအဲ့တော့ 상투로 올리다 ဆိုတာကြတော့စပင်စရုံးတင်တယ်ဆိုတာကိုရီးယားမှာဆိုလို့ရှိရင်ယောက်ျားလေးတွေဆိုလို့ရှိရင်အရင်တုန်းကရုပ်ရှင်တွေကြည့်ဘူးလားယင် 네. ဟိုအရင်ခေတ်ကပုံစံဆိုလို့ရှိရင်ဒီလိုမျိုးစရုံးယောက်ျားလေးစရုံးတင်တာကိုအဲဆောင်းထူလို့ပြောတယ်အရင်တော့ကသူတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်အကုန်လုံးကဟွာလေးနေလေကျစ်ဆံပြီးလေးနေဒါပေမဲ့သူကကြတော့ဒီအသက်ပြည့်ပြီဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးစရုံးထုံလိုက်တယ်တော့ပြီးလို့ရှိရင်မိန်းကလေးဆိုလို့ရှိရင်လည်းဒီမှာမမြင်ရဘူးပေါ့နော်ဒီလိုမျိုးစရုံးထုံနေပြီးလို့ရှိရင်ဒါကဖီညောဆိုတာကကျတော့စတိုးထိုးတာကိုပြောတာအဲ့တော့စရုံးထုံထားတယ်ပြီးလို့ရှိရင်စတိုးလေးတစ်ခုထိုးထားတယ်အဲ့တော့အရင်ရုပ်ရှင်တွေပေါ့နော်ဒီရှေ့ခေတ်ရုပ်ရှင်တွေကြည့်တဲ့သူဆိုလို့ရှိရင်တော့သတိထားမိပါပါသူတို့အသက်ပြည့်ပြီဆိုလို့ရှိရင်သူတို့စရုံးလေးထုံနေထားမှမဟုတ်လို့ရှိရင်ဟိုဖြုတ်သွားပြီဆိုလို့ရှိရင်အိမ်အောင်ကြသွားပြီဆိုလို့ရှိရင်ကျတော့သူတို့ဒီမှာစရုံးလေးထုံပြီးတော့စတိုးလေးထိုးထားတယ်ဒီလိုမျိုးလေးစတိုးထိုးလိုက်တယ်ဒီမှာရင်တော့ကျက်ဆံမီကနေပြီးတော့စရုံးထုံပြီးစတိုးထိုးလိုက်တယ်အဲ့ဒါကကျတော့သူတို့ဒါဆိုလို့ရှိရင်ဒီ main ကလေးကအသက်ပြည့်ပြီပြီးလို့ရှိရင်ကျတော့ထားမို့လို့ရှိရင်လည်းအိမ်အောင်ပြုတ်ပြီးသွားပြီအဲ့လိုမျိုးလေးသိရတယ်ပေါ့နော်အဲ့တော့성인ဆိုတာအရွယ်ရောက်သူ 인정을 받다 အတိမတ်ပြုခြင်းခံရတယ်권리ဆိုတာအခွင့်အရေးကိုပြောတာ의무가ကျတော့တာဝန်음주가အရက်တောက်ခြင်း흡연ဆေးလိပ်တောက်ခြင်း同意ဆိုတာကကျတော့သဘောတူညီမှုကိုပြောတာ네အဲ့ဒါဆိုရင်ဆရာတို့ဒီတစ်ခါမှာ한국의 의대ဆိုပြီးတော့ပေါ့နော်အဲ့တော့မွန်းပေါ်မှာကျတော့더အနေနဲ့나머지 살နှစ်ခုရှိမယ်화이트အနေနဲ့결혼식 절차 말하기အဲ့တော့ဒီမင်္ဂလာဆောင်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးအဆင့်ဆင့်ဘယ်လိုလုပ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောမယ်ပြီးလို့ရှိရင်ထပြောနာတဲ့တဲ့စစ်ကြီးအဲ့တော့ထူးခြားတဲ့နာကိုအတွက်ဟိုပေါ့နော်အထိပ္ပယ်ရှိရဲ့အကြောင်းရေးတာမျိုးပြီးမွန်းတော်မှာကျောင်းပေါ်မှာဆောင်ရွက်နိုင်တဲ့ပတ်သက်ပြီးပြောမယ်အဲ့ဒါကြတော့ကိုရီးယားရဲ့အခုခေတ်မင်္ဂလာဆောင်ပုံစံပေါ့နော်네.ဒါကကြတော့ကျွန်တော်တို့조리 잔치ဒါမှမဟုတ်လို့ရှိရင်လည်း100일 잔치ဒီဟာကကြတော့장례식장 장례식장အဲ့တော့이 사람들은 어디에 갔어요? ဆိုပြီးပြောတော့ခုနကကျွန်မပြောတဲ့နေရာတွေပေါ့နော်여러분도 이러한 일에 참석한 적이 있습니까? တဲ့ဆိုပြီးပြောထားတယ်အဲ့တော့ဒီကိုရီးယားရောက်ပြီးတော့မှခုနကပြောတဲ့ကလေးမွေးနေ့တို့ဒါမှမဟုတ်လို့ရှိရင်အတူပါဒါမှမဟုတ်လို့ရှိရင်မင်္ဂလာဆောင်သွားပူတာရှိလား나 모르지.
그래서 이래지면 누나가 네. 디사의 스칼론리에 한국의 결혼식장에서 누가 무엇을 해요? 이야기해 보세요. 세비어별에. 이런 디마솔루시 아버차 두가 서사지 디마 쪽에 가서 사회자 심해 디 아카나무 심해 번호 디저트 네. ပြီးလို့ရှိရင်ဂျူတွေကကြတော့သူတို့များcreation တွေရှိရဲဒါမှမဟုတ်လို့ရှိရင်ကြတော့တခြားဟိုရှိရဆိုလို့ရှိရင်လက်ထပ်ပေးရဲသူလက်ထပ်ပေးလို့ရတယ်သူရှိရဲအဲ့ဒါကိုသူကနေပြီးတော့ဒီမှာအခမ်းအနားမှုအနေနဲ့အတူတူလုပ်ပေးတယ်ပေါ့နော်ဒီနှစ်ယောက်ကိုဟိုဘယ်လိုပြောမလဲလက်ထပ်ပေးတဲ့ပုံစံမျိုးပေါ့နော် like ကိုရီးယားဆိုတာတဲ့အရင်ဒီအနောက်တိုင်းဆန်တဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဒီမှာဂျူရဲဆိုတာကကြတော့ဒီဟိုခရီးရဖုန်ကြီးတော့မဟုတ်လို့ရှင်လက်ထပ်ပေးလို့ရတဲ့သူကနေပြီးတော့လက်ထပ်ပေးတဲ့အခါမျိုးပြီးလို့ရှင်ကျတော့ဒီနှစ်ယောက်ကိုလင်မြဖြစ်သွားပါပြီဆိုပြီးကြီးညာပေးတာမျိုးအဲ့ဒါမျိုးဆိုချူလဲလို့ခေါ်တာပြီးရင်ခုနကရှင်းလန်းရှင်းဖို့ရှိမယ်ပြီးလို့ရှင်ဒါကို결혼식장လို့ခေါ်မယ်ပြီးရင်ဒီလာတဲ့ပရိသတ်တွေဧည့်သည်တွေကိုကြတော့ haggek ဆိုပြီးခေါ်မယ်အဲ့ဆိုတစ်ခါပြန်ပြီးဖတ်ကြည့်အောင်စာဝေကြအောက်မှာပုံလေးရှိသေးရင်နော်ဒီအောက်မှာဆိုလို့ရှိရင်အဲ့တော့축의금을 내다 축의금을 내다ဆိုလို့ရှိရင်ခုနက내가 좀 래퍼 လက်ဖွဲ့ငွေပေးတာဆိုတော့များသောအားဖြင့်ဆိုလို့ရှိရင်ငွေသားပေးကြတယ်ပေါ့နော်ဒီစာအိတ်ကလေးထဲမှာထည့်ပြီးတော့ငွေသားပေးတယ်စာအိတ်ကလည်းသူတို့ကိုရီးယားမှာဆိုလို့ရှိရင်အကုန်လုံးချထားပေးတယ်ဒီနားမှာယူလာလို့ရကောငွေသားပဲယူလာပြီးတော့ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကြတော့ပို့ပြီးတော့ခင်မိလာတာကြတော့ဟိုအကုန်လုံးမင်္ဂလာဖိတ်စာပို့ခရဲကတခါတည်းဖန်အကောင့်ရေးပေးထားတယ် 어. တော့ဘဏ်အကောင့်တစ်ခါတည်းပို့လိုက်လို့ရှိရင်ရတယ်ဆိုဖိတ်စာပို့တဲ့အခါမှာလည်း mobile ဖိတ်စာနဲ့ပို့တယ်အဲ့လိုမျိုးပေါ့နော်အင်တာနက်ကနေပို့တယ်ပေါ့နော်သူတို့ mobile ကနေပို့တယ်ဆိုတဲ့အခါကျတော့အဲ့မှာတစ်ခါတည်း link လေးနှိပ်လိုက်တာနဲ့ပို့လို့ရတဲ့နေရာရောက်သွားတယ်အဲ့လိုမျိုးလေးတွေးပါကြည့်လို့ရတယ်ပေါ့နော်ဖိတ်စာအဲ့လိုမျိုးလေးလုပ်တဲ့အခါကျတော့ပြီးရင်သူတို့ကဘယ်လိုရှိလဲဆိုရှင်းလန်းချုပ်ရှင်းဖို့ချုပ်ဆိုပြရှိတယ်ဒီဟာဘသူဒီဧည့်သည်ကဘသူဘက်ကလဲ 어. ပြီးလို့ရှိရင်တော့အဲ့ဟာပြီးလို့ရှိရင်ဘသူဘက်ကဘယ်လောက်ရတယ်ဆိုပြီးအဲ့ဒါမျိုးလည်းရှိရပေါ့နော် 네. ဟိုကစပွဲနှစ်ခုချထားတယ်ဝင်ပေါက်မှာစပွဲနှစ်ခုရှင်းလန်းရှင်းဖို့ချုပ်ဆိုပြီးတော့ကိုကတို့သမီးနဲ့တည့်ရသူဆိုလို့ရှိရင်ရှင်းဖို့ချုပ်ကိုတွားပြီးတော့ပတ်စံထည့်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့လုပ်တယ်ပြီးလို့ရှိရင်ကျတော့ဒီဟာကကျတော့ဒီခုနက 결혼식 ကြမ်းနဲ့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျတော့ခုံနေပဲရှိရဒီလိုမျိုးစပွဲတွေမရှိဘူးပေါ့နော်ထိုင်လို့ရတဲ့ခုံတွေပဲရှိရအဲ့တော့ပြီးတော့မနောက်နေရအောင်ရွှေ့ပြီးတော့ဖီရိုယွန်တွေဟာတာဆိုပြီးတော့စားရဲ့နေရအခန့်ပွဲတက်သွားပြီးတော့လုပ်ကြတယ် 네. ပြီးလို့ရှိရင် payback ဟာတာဆိုလို့ရှိရင်ကျတော့ဒီမှာဒီလိုမျိုးလုပ်တဲ့ဟာကိုပြောတာလူချင်းမိဘတွေကိုခရော့တယ်ဒါမှမဟုတ်လို့ရှိရင်ဒါကိုရီးယားပုံစံနဲ့ပြောတာပေါ့နော်ခုနက payback ဟာတာကိုတစ်ချက်ပြန်မြင်ကြည့်ရအဲ့တော့အဲ့ဟာပုံစံပြီးလို့ရှိရင်ကျတော့ဒီဟာကကျတော့သူတို့မြေအဖေနဲ့အမေကနေပြီးတော့ဒီ CD တွေပြီးလို့ရှိရင်ကျတော့ဒီဟာဘာတကြားတီကိုသူကဒီခံထားတဲ့ဘောကိုပြစ်တယ်ပြစ်ပြီးတော့ဖနက်ခုရတယ်ဆိုလို့ရှိရင်ဒါအဲ့ဒါသူသားဘနဲ့ရောက်သမီးဘနဲ့ရောက်မွေးမှာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအယူဆတွေလည်းရှိခဲ့တာအရင်တော့ကပုံစံ payback ဟာတာဆိုတာကိုပြောတာ 네. ဒီမှာပြောပြထားတဲ့ပုံလေးအတိုင်းပဲဒါကြတော့မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့စကားလုံးလေးပေါ့နော်ဒီတော့ဒီမှာဆိုလို့ရှိရင်ခုနကပြောတဲ့စကားလုံးလေးကိုကိုရီးယားလိုရှင်းပြထားတဲ့ဟာရှင်းလိုက်ရှင်းဖို့ကတော့ဒီမယ်ပေါ့နော်ပြီးလို့ရှိရင်주례ဆိုတာကကြတော့초등학교 동창과 결혼하게 되어서 선생님께서 주례를 부탁드렸어요. ဆိုပြီးပြောတယ်ဒါကကြတော့ခုနကလက်ထပ်ပေးတဲ့သူပေါ့နော်မင်္ဂလာအခမ်းအနားမှုဆိုပြီးပြောမိမယ်ဒါကကြတော့ခုနက MC မဟုတ်ဘဲနဲ့သူကကြတော့လက်ထပ်ပေးတဲ့သူနှစ်ယောက်ကိုသူတို့သားဘသူတို့သမီးဘသူကိုဒီနေ့ကစပြီးတော့ဒါအကျဉ်းလင်မယားဖြစ်သတ်မှတ်ပေးလိုက်ပါတယ်အဲ့လိုပြောပေးတဲ့သူဆိုပြီး주례ဆိုတော့တက်ရှိရ 하객가 자러 다르디면 결혼을 축하해 주려고 하객들에게 감사 인사를 전했다. 그래서 문장이 비타라고는 축의금을 내다 필요였는 열다 그라 다르디발. 이러 장례식장에 받다리 지자매. 장례식장에서는 누가 무엇을 해요? 이야기해보세요. 서비어표를 이러 디니하고 장례식장 룰레 거래 빈소 룰레 거래 번호 장례식장 가자 내 보비러 general ပို့ပြောကြတယ်ပေါ့နော်ဒီအတုပလောက်တဲ့နေရဆိုပြီးပြောချင်း 장례식장 အဲ့တော့ဘသူရဲ့အတုပဆိုပြီးပြောချင်းကြတော့ 빈소 ဆိုပြီးပြောတယ်အဲ့တော့ကိုရင်းဆိုလို့ရှိရင်ကွယ်လွန်သွားတဲ့သူရုံးချုံကကြတော့ဒီကွယ်လွန်သူရဲ့နိုင်ရေးတက်ပေါ့ 떡보 엄청 네.
주ဆိုလို့ရှိရင်ဒါကျန်ရဲ့သူမိသားစုတွေကိုပြောတာ상을 당하다ဆိုလို့ရှိရင်မိသားစုထဲမှာနိုင်ရှိတယ်လို့ပြောတာပြီးရင် 상복을 입다 ခုနကဒီနိုင်အင်ကြီးပေါ့နော်ဝတ်ထားတာကိုပြောတာ with that အဲ့တော့ဂျုံမွန်ကကြတော့ဒီနိုင်လာမေးတဲ့သူဂျုံမွန်ဟာတာဆိုသူရဲ့ verb ပေါ့နော်ပြီးရင်ချိုးရီကွေးမဲနေတာဆိုတာကကြတော့ဒီပတ်စံနိုင်ရဲ့အကူငွေနိုင်ရဲ့ကူငွေထည့်တာကိုချိုးရီကွေးမဲနေတာဆိုပြီးတော့သုံးတယ်ဒီမှာလည်းမသိရစလို့မရှိဘူးနော် မစမ်းကြည့်ပါရစေ ကျန်ရဲ့သူမိသားစုနိုင်ရဲ့ အော်ကျန်သူမိသားစု အတူပါရှင်မိသားစုလို့ပြောရမှာကျန်ရဲ့သူမိသားစုပထမတစ်ခုကကြတော့ထောနီဆိုတာကကြတော့တစ်ခုခုဖြစ်တော့အခါထောအခါဆိုပြီးပြောတဲ့ပုံစံမျိုးသူကဆိုလို့ရှိရင်ဒီမှာaction verb quality verb နှစ်ခုလုံးနဲ့တွဲပြီးတော့သုံးလို့ရတယ်action verb quality verb နှစ်ခုလုံးနဲ့တွဲပြီးသုံးတယ်ဒီတိုင်းဘာမှပြောင်းလဲစရာမလို verb ရဲ့အနောက်မှာထောနီထည့်လိုက်အောင်မယ်သူကဘယ်လိုချင်းမျိုးမှာသုံးလဲဆိုလို့ရှိရင်ကြတော့တဲ့과거에 관찰해서 알게 된 사실의 이어진 행동이나 상황အဲ့တော့အရင်တုန်းကအတိတ်ကာလတုန်းက 관찰해서ဆိုတာကစောင့်ကြည့်ပြီးတော့လေ့လာပြီးတော့သိခဲ့ရတဲ့ဖြစ်ရနဲ့ပတ်သက်ပြီးတော့ 이어진 행동 အဲ့ဟာကနေပြီးတော့ဆက်ပြီးဖြစ်လာတဲ့ဒီလှုပ်ရှားမှုဒါမှမဟုတ်လို့ရှိရင်အခြေအနေကိုပြောတဲ့အခါမှာသုံးတယ်အဲ့တော့သောအခါဆိုရပြောတဲ့ပုံစံမျိုးအဲ့လိုမျိုးဖြစ်တဲ့အခါအဲ့လိုမျိုးဖြစ်တော့ဆိုရပြောတဲ့ပုံစံမျိုးအဲ့တော့ဒီမှာ example လေးဖတ်ကြည့်မယ်ဆိုလို့ရှိရင်ကြတော့이랭 씨 잠시 드 씨에게 친구를 소개해줬어요. 네, 잠시 드 씨가 제 친구를 보더니 마음에 든다고 했어요. 그럼 미인의အခါမြင်တော့စိတ်သဘောကျတယ်ဆိုပြီးတော့ပြောတယ်ဆိုပြီးပြောတာအဲ့တော့ဆိုရင်ရေမွန်းလေးတစ်ချက်ဖတ်ကြည့်အောင်အဲ့တော့ဒီမှာကကြတော့확인하 더니ကကြတော့ထောဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီမှာကျထောခါထက်မဟုတ်ဘဲနဲ့ထောဆိုပြီးပြောလို့ပြီးတော့ဆိုပြီးပြောတဲ့ပုံစံမျိုးဖြစ်သွားတယ်라면 씨는 어디에 갔어요? 라면 배달에 잘 모르겠어요. 때 잠을 띄고 방금 문자를 확인하더니 구나가 메시지 비로 밖으로 나갔어요. 소비가 필요하래 보나? 이마자로 확인하더니 밖으로 나갔어요. 디할로 비로 소비가 필요하래 봉사명. နှစ်ခုပေါ့နော်မြန်မာလိုဆိုလို့ရှိရင်အဓိပ္ပာယ်ကလို့ထောအခလို့ပြန်လို့လည်းရတယ်ထောဆိုပြီးတော့ဆိုပြီးပြောတဲ့သဘောနဲ့ပြန်လို့လည်းရတယ်ဒုတိယစာကြောင်းလေးဖတ်ကြည့်အောင်슬기는 갑자기 바쁘만이 못더니 배탈이 났다. 네အဲ့ဒါဘာအဓိပ္ပာယ်ဖြစ်မလဲ 슬기가 요리의 터미니 미아이 사비도 배탈 원도하게 အဲ့တော့ဖိုင်းနာတာပြောနော်ဖေ 파이나게 하네. ဝင်းကြိုက်တယ်ဝင်းနာတယ်အဲ့လိုမျိုးဖိုင်းနာတယ်အဲ့ဆိုဖေသားဒီနာတာဆိုပြီးပြောတယ်ဒီဟာနောက်ဆုံးတော့지난주에는 지난주에는 날씨가 묻더니 이번 주에는 시원해졌다. 묻더니 무덥다 အဲ့တော့ 덥다 ကိုအရှင်မူထဲထားအရန်ပူတာကိုပြောတာ 뭐 이젠 뭐 အဲ့တော့ပြီးခဲ့တဲ့အပတ်ကဒါဒီတို့ကအရန်ပူပြီးတော့ဒီတစ်ပတ်မှာတော့ရှင်းနေစောတာနည်းနည်းပို့ပြီးတော့အေးသွားတယ်ဆိုပြီးပြော 일라 ဒီခုနပြောသလိုမျိုးပဲ action verb quality နှစ်ခုလုံးနဲ့သုံးလို့ရတယ်အနောက်မှာ thorny ထည့်အောင်ပဲဘာမှပြောင်းစရာမလိုဘူး ikthorny chotthorny thorny apthorny 더니 선생님도 해야 되지 않니?지매번호. 보기와 같이 친구와 이야기해보세요. 이런 누가 남의 비타를 빌려주니까 이전의 행동이나 상관 이너가 로케를 로샤무 다모로신 아치니 비타를 비 아쿠 아치니 비타를 이런 이전말이 파지매 솔루션이 누가 또 남의 내번에 앵시 한데 무슨 좋은 일이 있어요? 설교매 솔루션이 네 에나 씨는 2년 동안 장거리 연애를 하더니 드디어 결혼하네요. 이런 기마 던이고 태비라요매. 이런 2년 동안 2년 동안 장거리 연애 소라가자로 주말로 하고 벼라 왜 나야가 왜 마영리네 사실 뭐라고 연애하다 အတိပဲမလား연애하다ဆိုလို့ရှိရင်ကြတော့ဒီ
တွဲတာကိုပြောတာရီးစားထားတာတွဲတာကိုပြောတာချမ်းကောဒီဆိုတာကကြတော့အဝေးကိုပြောတာအဲ့တော့ဒီကျမတို့ LDRS ကိုပြောတာပေါ့နော်ဒီအဝေးနှစ်ယောက်ကတစ်နယ်စီမှာရှိနေရင်းနဲ့တွဲနေတာကိုပြောတာအဲ့လိုမျိုးတွဲနေတာကနေပြောနောက်ဆုံးမှာတော့လက်ထပ်သွားပြီဆိုပြီးပြောထားတာဒီနေရာကနေဆိုပြီးပြောချင်တာပေါ့နော်ဟာသောနီဆိုပြီးပြောတယ်ရှေ့အရင်အချိန်တွေကနေပြီးတော့မှစက်တိုက်ဖြစ်တဲ့အချိန်တွေကိုပြောထားရတဲ့သောနီကိုတုံထားတယ်ဖြစ်ပြီးတော့အခုတော့နောက်ဆုံးလက်ထပ်သွားပြီလို့ပြောတဲ့ပုံစံမျိုးအဲ့တော့후엔 씨한테 무슨 좋은 일 있어요? 알았어요. 별로 미안 피면에. 네, 후원 씨가 열심히 돈을 모으더니 어, 좋은 집으로 이사했어요. 네. 네. 좋은 집으로 이사했어요. 라민 씨한테는 무슨 좋은 일이 있었어요? 네, 라민 씨가 열심히 공부하더니 조금 장학금을 받았어요. 내가 열심히 공부하더니 자금을 받았어요. 주주사사 사리로 야간에 스콜라 야도아래 수업을 하라. 그럼 또 엔젤라 씨한테 무슨 좋은 일 있어요? 엔젤라 씨가 성실하게 근무하더니 동기들보다 먼저 승진했어요. 네. 승진하네요. 뭐너? 승진하네요. 설명에 성실하다. 서 주조사사로 표라. 근무하다가 자로 알로록다고 표라. 이런 주조사사 알로록 때ခါမှာအလုပ်လုပ်တဲ့အတွက်ကြောင့်မို့လို့အလုပ်လုပ်ပြီးတော့ထုံးကြီးဆိုတာကကြတော့အတူတူအလုပ်ဝင်တဲ့သူတွေကိုပြောတာတတုပ်ထဲပေါ့နော်ကိုနဲ့အတူတူရောက်တဲ့သူတွေကိုနဲ့အတူတူအလုပ်ဝင်တဲ့သူတွေထက်먼저အရင်승진하네요ဆိုပြီးပြောတယ်ယာထူးတက်သွားတယ်လို့ပြောတာ승진하네요. 너무 잠시드 씨한테 무슨 좋은 일 있어요? 잔시드 씨가 자녀에는 한국어를 잘 못하더니 의회는 한국어를 유창하게 하네요. 작년에는 한국어를 잘 못하더니 올해는 한국어를 유창하게 하네요. 그럼 언니가 코리아어가မပြောတဲ့ယာကနေမပြောတဲ့တာကနေပြီးတော့အခုဒီနှစ်မှာတော့ 코리아어ကိုကျွမ်းကျွမ်းကျင်ကျင် 유창하게 해서 ကျွမ်းကျင်တာကိုပြောတာ ကျွမ်းကျင်စွာနဲ့ပြောနိုင်နေပြီဆိုပြီးပြောတာ 그래서 우리 반 친구들에게 어떤 변화가 생겼는지 더니를 사용해서 이야기해보세요. အတန်းပေါ် 친구들이မှာ ဘယ်လိုပြောင်းလဲမှုတွေရှိလဲဆိုတာကို 더니 အသုံးပြုပြီးပြောကြည့်ရအောင်တဲ့ 그래도 example ပေးထားတဲ့ဖတ်ကြည့်ပါအောင် 제이슨 씨는 제이스 씨는 여행을 많이 다니더니 여행책을 냈어요. 네. 제이슨가ခရီး အများကြီး သွားပြီးတော့ 여행책을 냈어요.ခရီးသွား 사오고ထုတ်ခဲ့တယ် ဆိုပြီးပြောထားတယ်. 다시နောက်တစ်ခု 나머지. 나머지 소라가 자러 알로 ဖြစ်လွန်းလို့ဆိုပြီးပြောတဲ့ပုံစံမျိုး 나머지 ဖြစ်ရာကနေ ဖြစ်လွန်းလို့ဆိုပြီးပြောတဲ့ပုံစံမျိုးပေါ့နော် 누가 자러 별로 어떻게 앞에 상태나 행동의 결과로 뒤에 내용이 일어났음을 말할 때 사용한다. ဒီလိုမျိုး ဖြစ်လို့ 다음에 시야하가 အခြေအနေက နည်းနည်း ပြင်းထန်တဲ့ အခါမျိုးမှာ ဒီလိုမျိုး ဖြစ်လွန်းလို့ ထိထောင် ဖြစ်သွားတယ် ဆိုပြီးပြောတဲ့ အခါမျိုးမှာ သုံးတယ်. ပြောရမယ်ဆိုလို့ရှိရင်တော့ လို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူတူပဲပေါ့နော်. ဒါပေမဲ့ 누가 자러 시야 အခြေအနေက နည်းနည်းလေး ပြင်းထန်တဲ့အတွက်ကြောင့် နောက်မှာ ထိထောင် ဖြစ်သွားတယ် ဆိုပြီးပြောတဲ့ပုံစံမျိုး. 앞에 상태나 행동의 결과도 야라고 ပြောတဲ့အခါမှာသုံးတယ်. အဲ့တော့ သူကလည်း action verb, quality verb နှစ်ခုလုံးနဲ့တွဲပြီးတော့သုံးတယ်. အဲ့တော့ သူကဆိုလို့ရှိရင်ခုနပြောမယ်ဆိုလို့ရှိရင်သထုံးစာရုံစာပေါ့နော် action verb, quality verb နဲ့တွဲပြီးတော့သုံးတယ်. အနောက်မှာလိုက်တယ်ပေါ့နော်. ပြီးလို့ရှိရင်ကျတော့ ရှေ့ကအခြေအနေရဲ့ရလဒ်အနေနဲ့သုံးတယ်. ပြီးလို့ရှိရင် 나머지 နောက်မှာပါတဲ့စာပိုက်ကဆိုလို့ရှိရင် 과거가 ဖြစ်တတ်တယ် ဆိုပြီး များသောအားဖြင့် ဒီပေါ့နော် အတိတ်ကိစ္စတွေကိုပြောတဲ့အခါမှာသုံးတယ်.
이러도 이자만이네 별하래 디아파 성대가 봐오너 네. 면접 시험을 잘 보고 왔어요. 소라디 인터뷰 깜깜 피나게 나서 아니요. 긴장한 나머지 아무것도 생각나지 않았어요. 긴장하다. 스크린샷 စိတ်လှု 아니? ပ်ရှားတာစိတ်လှုပ်ရှားမြင်ရတဲ့ချက် 사일러샤 론로 사일러샤 론데 atwaကြောင့် ဆိုပြပြောတာ 아무것도 생각나지 않았어요. ဒီလိုမျိုး ဖြစ်လွန်းလို့ အနောက်က ဒီလိုတောင် ဖြစ်သွားတယ်. ဘာမှ စဉ်းစားလို့ မရခဲ့ဘူး ဆိုပြပြောတယ်. ဒီအရှိရဟာမှာတော့ fatu ထည့်စရာမလိုဘူးเนาะ. ဒီတိုင်းပဲ 네.ထည့်ရုံပဲ. 나머지 때문에 때문에 아무것도 생각나지 않았어요. ဘာမှမမှတ်မိခဲ့ဘူး. အရန်စိတ်လှုပ်ရှားလွန်းလို့ ဘာမှမမှတ်မိခဲ့ဘူး အတိတ်ကဟာပဲပြော ဆိုပြပြောတာ. တာပေါ့ချက် အတိတ်အခြေအနေတွေကိုပဲသုံးတာများတယ်. ဟုတ်ဟုတ် 이런 어제 수업에 왜 안 수업에 나왔어요? 나왔어요? 일단 발음을 닫아. 그래서 주말에 운동을 열심히 한 나머지 몸살이 났어요. 발이 맵히만해. ပိတ်ရမှာအားကစားကိုရောကျူးဆဆလုပ်ခဲ့လို့မလာခဲ့နိုင်ဘူး 네, 이런 몸살이 났어요. 그래서 그 골런 몸살이 깔케니야 깔케니야. 나지니야 벼라 몸살이 나다. 그래서 벼라. 네. 운동을 아예 열심히လုပ်ခဲ့거죠. 뒤로 높일라일론로 뒤로 피했더래. 저희별 하라. 수업에 지각하지 않으려고 서두를 나머지 지갑을 집에 놓고 나왔다. 이런 일단 나머지 아울로 서두르다. 소라 서서럽다. 또 면면면면럽다. 그러나 면면럽来때 어쩌자 면면럽 လိုက်လို့ 지갑을 집에 놓고 나왔다. အိမ်ကိုနောက်ကျမှရောက်လာခဲ့တယ် 아산 애고 애마 다 캐래. 소비가 벼라. ကြည့်ခဲ့ဘူးလား 그래서 이거 애마 하게 애마 짱캐 소리 벼라 비어 라미는 지친 나머지 지치다서 뺀맨으로 건물을 그만두고 고향에 돌아갈 생각까지 했었다. 저도 그렇게 생각하고 있어요. 공부를 그만두고 lâu đảo xa lý đảo dẹp bị đó anh bia mẹ số biểu bị lời xin sinh ra đi bà đấy số biểu thì mà luôn lộ số biểu biểu ra bọn nó 이런 별로니라면 나머지 동네 솔루션이죠. 아침 방에 온 나머지 말의 솔루션이 나머지 읽다 솔루션 읽은 나머지 좋다 좋은 나머지 다 솔루션이죠. 또表里심에 들은 나머지 표명 시끄럽다 받다 솔루션 시끄러운 나머지 표명 이런 다 솔루션 랩 ပြောင်းရမယ်ပေါ့နော် ပြီးလို့ရှိရင် 받다 솔루션 ကြတော့ ဥပြောင်းမြောက်ကနားထည့်လိုက်မယ် ပြီးလို့ရှိရင်ကြတော့နောက်ဖတ်ချင်းမပါတာတပြည့် rap ဖတ်ချင်းဆိုလို့ရှိရင်ကြတော့ကျမတို့နာမောချီဆိုပြပြောမယ်အဲ့တော့ပုံမှန်ဒီတိုင်းနာမောချီဆိုတာကြံတာလို့ပြောတာဒီလားအရှိကအင်းနဲ့မပါဘဲနဲ့နာမောချီဆိုလို့ရှိရင်ကြံတဲ့ဆိုတဲ့အဓိပ္ပာယ်ဒီမှာဒီလိုလုပ်ပြီးတော့ကြံတဲ့ဟာထားပဲကြံတယ်ဆိုပြီးပြောတဲ့အဓိပ္ပာယ်ပေါ့နော် grammar အရာဆိုလို့ရှိရင်ကြတော့ဒီနာမောချီနဲ့ 어디 있어ဆိုပြီးလို့ရှိရင်ကြံတဲ့ဟာဘက်မှာလေအဲ့လိုမျိုးပြောရဲ나머지 사람들, 나머지 음식은 하는 별의 가면 유유 나머지 숫자라 디 그라마리네 동네 가마자라 아시아하 필론로 나오가 디 야레야라에 서 별의 가면에 동네 봉사며 그래서 사다 솔루션 산 나머지 웹이 나오마 보노 웨라일로 서 별의 봉사 일하다 일한 나머지 놀라다 놀란 나머지 아프다 아픈 나머지 행복한 나머지 힘들다 라다 솔루션이자로 랍뼈 빌어 나태면 힘든 나머지 야매너? 네. အဲ့ဆိုရင်လေ့ကျင့်ခန်းလေးပြန်ပြီးတော့ဖတ်စာလေးပြန်ပြီးတော့သွားမယ် အဲ့တော့သူအောက်မှာသူတို့နှစ်ယောက်ပေါ့နော်ဒီဟိုမှာအတုပါလာမေးပြီးတော့ပြောတဲ့အကြောင်းအရာ 그럼 박민수는 라흐맨이 벼레스가리 팔찌요. 친구 아버님 장례식장에는 잘 다녀왔어요. 그래서 땡해진 앞에 아두바 강강도 아케라서 벼레 이러네 제 친구는 저는 땡해진가로 너무 슬픈 나머지 완넬론로 보나 디마서를 시행자 야 완넬론로 울음을 멈추지 못했어요. 뭐라고 마이에단 안케 우소비어 벼라. 너무 긴장한 나머지 그냥 새로샤론로 파마 마sen사 가운데 맛보라고 소비어 벼래. 네. 라면은 너무 지친 나머지 공부를 그만두고 고향에 돌아갈 생각까지 했어요. 아니면 지치다 빼면아 카케라고 벼ဒီမှာ 치공 라반자 지치다 ဆိုပြောတာနော်
အဲ့တော့ခုနကဟာနဲ့တူတူပဲဒါလည်းအရန်ပင်ပန်းတဲ့အတွက်ကြောင့်မို့လို့စာတင်တာကိုအခုစာလေးလာနေတာကိုရက်ပြီးတော့ကိုယ့်ရဲ့မွေးရမီကိုပြန်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားခဲ့တယ်လို့ပြောတာအဲ့နောက်ဆုံးတစ်ကြောင်း 물건을 훔치려던 사람은 갑자기 나타난 경찰을 보고 당황한 나머지 넘어졌다. 네. အဲ့တော့물건을 훔치다ဆိုတာခိုးတာကိုပြောတာနော်အဲ့တော့ပစ္စည်းခိုးဖို့လာတဲ့သူကတဲ့ 갑자기 나타난 경찰을 보고 ရုတ်တရက်ပေါ်လာတဲ့ရဲကိုမြင်ပြီးတော့당황한 나머지 အဲ့တော့ဘာလို့ဘာကြရမလဲမသိဖြစ်သွားပြီးတော့ 넘어졌다 လဲကျသွားတယ်ဒါမှမဟုတ်ရှင်ခလုတ်တိုက်သွားတယ်လို့ခလုတ်တိုက်ပြီးလဲသွားတယ်လို့ပြောတာ당황한 나머지 အဲ့တော့ဘာလို့ဘာကြရမသိဖြစ်သွားလို့ဒီလိုဖြစ်သွားတယ်ဆိုရပြောတဲ့ပုံစံနော်ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်받침ပါတယ်ဆိုလို့ရှိရင်은 나머지 받다ဆို받은 나머지 귀찮다 귀찮은 나머지 အဲ့တော့ adjective quality verb နှစ်ခုလုံးအသက်ပါတယ်ဆိုလို့ရှိရင်은 나머지အသက်မပါဘူးဆိုလို့ရှိရင်나 나머지 놀라다 놀란 나머지 힘들다 힘든 나머지 အဲ့ဆိုရင်လေ့ကျင့်ခန်းလေးကြည့်ရအောင်그림을 보고 보기와 같이 친구와 이야기해보세요. 보기마 요즘 젊은이들 실패를 두려워하다 도전을 안 하다. 요즘 젊은이들이 도전을 안 한대요. 그래서 디마 가운생 트레이닝 가운생이 비하에 한해 부터비어 400또래 em니니우 벼자라보노. 요즘 젊은이들이 도전을 안 한대요. 그래서 네 실패를 두려워한 나머지 도전을 안 한다고 하네요. အဲ့တော့ဒီနောက်ခြားထဲမှာ나머지는 섭빈 아이야비 실패를 두려워하다 ဆိုတော့ကျမတို့ဒီကြရှုံးတာကိုကြောက်တာကိုပြောတာကြရှုံးမှာကြောက်လွန်းလို့도전을 안 하다 도전ဆိုတာကကြတော့စ조사ကြည့်တာတခုခုကိုစမ်းပြီးတော့လုပ်ကြည့်တာကို도전하다လို့ပြောတာအဲ့လိုကြည့်စမ်းပြီးတော့မလုပ်ကြည့်ကြဘူးဆိုပြီးပြောတာအဲ့တော့နံပါတ်1ရောင်းဝဖေးဦးအဲ့တော့ဒုတိယစာကြောင်းပဲပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲရောင်းဝ촬영으로အဲ့တော့မေကပေါ့နော်ဒီအပြာရောင်နဲ့ပြောတဲ့သူကကျတော့ရောင်းဝဖေးဦး A씨가 병원에 입원했대요 ဆိုပြီးပြောတယ်ပေါ့နော်ဆေးရုံတက်လိုက်ရတယ်တဲ့ဆိုလို့ရှိရင်네 영화 촬영으로 과로한 나머지 결국 병원에 입원했대요. 했네요. 소비요. 입원했네요. 소비 표현. ပြီးတော့အတိတ်မှာဖြစ်ခဲ့တဲ့ဟာမို့လို့ပေါ့နော်အဲ့တော့ဒီရောင်းဝဖဲဦး A ရှိဆိုတာကကျတော့လူနာမည်မထည့်ဘဲနဲ့ A လို့ပြောထားတာပေါ့နော်ဒီ A ကဆိုလို့ရှိရင်ရောင်းဝချွားတောင်ဒီရုပ်ရှင်ရိုက်ကူးရေးချောင်းခွာတို့ဟာတာဆိုအလုပ်တွေအလွန်အကျွံလုံးရာခါနေအလွန်ကျွံလုံးလွန်းလို့နောက်ဆုံးမှာတော့ဆေးရုံတက်လိုက်ရတယ်ဆိုပြီးပြောတာဖြောင်းဝန်းနဲ့ဆေးရုံကိုဤပွားဟာတာဆေးရုံတက်ရတာကိုပြောတာနော်ဤပွား하네요. 다음으로 입원했대요. 설명이야면 넘버 2 주민들. 이런 태풍과 자로 정말 타이풍을 ပြော မုန်တိုင်းကိုပြောတာနော်မုန်တိုင်းကြောင့်နဲ့불안하다ဆိုစိတ်ပူတာစိတ်ပူလို့밤에ညဘက်မှာ 한숨도 못 잤다. တရေတောင်မအိပ်လိုက်ရဘူးတရေတောင်အိပ်မပျော်ခဲ့ဘူးလို့ပြောတာ 한숨도 못 자다 ဆိုပြီးပြောတယ်ပြီးတော့နံပါတ် 3고3 ဆိုတာကကျသူတို့ဒီအထက်တန်းရဲ့နောက်ဆုံးနှစ်ကိုပြောတာနော်တက္ကသိုလ်ဝင်တန်းနှစ်ကို고3 လို့ပြောတယ်သူတို့မှာကျတော့고ဆိုတာ고등학교 3학년ကိုပြောတာ고3 ဆိုတာကကျတော့고3 학생들 시험 때문에 스트레스를 받아 우울증 걸려ဆိုပြီးပြောတယ်အဲ့တော့고3 학생들이 시험 때문에 스트레스 받은 나머지 네, 받은 나머지 우울증에 걸렸어요. 에러지. 또는 장날이가 솔루션. 네, 세자 요가. 디프레션이야거나. 디공자하고 시험 때문에 3일 보이상에 스트레스 야론로 디 걸로 세자 요가랑 야도 차례를 서비어라. 받은 나머지. 여러분은 다음과 같은 상황에서 한 일이 있어요. 친구들과 이야기해보세요. 이 아까 베타의 진입 요마수인 블로로에서 벼벼카이나 에자멜리 베타의 저는 시험 합격 소식이 너무나 기쁜 나머지 눈물까지 났어요.
အဲ့တော့ Samuel အောင်တယ်ဆိုတာကြားရတဲ့အခါမှာပျော်လွန်းလို့အောင့်ကြခဲ့တယ်ဆိုပြီးပြောတာ눈물이 나다မြည်ရကြတာလို့ပြောတာအဲ့တော့ 시험합격 또ပြောပြီးသားဆိုတော့ 공연 관람ဆိုတာကြည်တာကိုပြောတာပေါ့နော်ဒီပြဆက်ထားမှမဟုတ်လို့ရှိရင်ကျတော့ဒီပွဲကိုကြည့်ပြီးတော့ဘယ်လိုခံစားရလဲပြီးရင်과식ဆိုတာကကြတော့အများကြီးစားတာကိုပြောတာအစားလွန်တာပေါ့နော်자, 저희는 공연 관람, 이 공연을 보고 별로 간사야의 나머지 블루심을 관람하고 감동한 나머지 네. 감동한 나머지 울음을 멈출 수가 없었어요. 다음 어르신의 재미있은 나머지 너무 웃었어요. 아니, 별의 본사 묘마야면 예, 과식수라 아미아이 사라 뼈라. 과식한 나머지 사유 와 웨이트다. 예. 웨이트다. 살이 와 찌다 쪘어요. 네. 살이 쪘어요. 슬픈 이야기. 과식한 설날에 과식한 나머지 살이 쪘어요. 쪘어요. 네. 그래서 별을 시행하면 나중에 정말 디니 디마웨 야타면